အဲဒီအချိန်မှာတခိုးရဲ့မျက်လုံးထောက်ကခြေထောက်တစ်ဖက်ကိုရုတ်တရက်တွေးလိုက်ရတော့လူမီသွားပြီဆိုပြီးလန့်သွားပါတယ်။ဒါပေမဲ့ပေါ်ကြည့်လိုက်တဲ့အခါမှာတော့လက်ထဲမှာခေါင်းပြက်တစ်လုံးကိုဆွဲပြီးသူ့ကိုစိုက်ကြည့်နေတဲ့ခေါင်းပြက်တရေကြီးကိုတွေးလိုက်ရလို့အကြီးကျယ်ထိတ်လန့်သွားပါတယ်။ဆောင်းကျမ်းပါတယ်ဆိုတဲ့တရေဇလန်တွေနဲ့ Fan Animation တွေကိုကြိုက်နေတဲ့ပရိသတ်တွေကိုကျွန်တော်တို့ရဲ့ Keza and Story Animation Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ခေါင်းပြက်သက်စီလင်မယားစောက်ကြည့်နေတဲ့သွေးပြက်ဖွယ် Robert Chan ဟဲ့အောင်မင်းဘာဖြစ်နေတာလဲ။တရေလေဦးလေးတရေကျွန်တော်တရေတွေးခဲ့တယ်ကြောက်စရာကောင်းလိုက်တာဗျာ။ဦးဖတ်ဆိုတဲ့အဖိုးကြီးကအသက်60အရွယ်ရှိပြီ။သူ့မှာဥပရုရှ်ဌာနီခရိုင်က10ဧကလောက်ကျယ်ဝန်းတဲ့ Robert Chan ကြီးတစ်ချံရှိပါတယ်။ပုံမှန်ဆိုရင်သူ့ခြံမှာ Robert ဈေးချစ်ဖို့အလုပ်သမားတွေရှိတတ်ပေမဲ့အလုပ်လာလုပ်ပြီး2ရက်လောက်ကြာတာနဲ့အလုပ်သမားတွေကပျောက်ပျောက်သွားတတ်ကြပါတယ်။ဥဖတ်ခမရလည်းယောဂဝေဒနာတွေခံစားနေရတော့တကိုယ်တည်းတောတောင်အလုပ်တွေမလုပ်နိုင် Robert Chan ကိုလည်းမကြည့်ရှုနိုင်ဖြစ်နေရှာပါတယ်။ဒီနားတစ်ဝိုက်ကလူတွေကလည်းဘယ်သူမှသူ့ခြံမှာအလုပ်မလုပ်ရဲကြပါဘူး။ဒါကြောင့်သူလည်းဘေးနားကရွာတွေဘက်ထွက်ပြီးအလုပ်သမားလိုက်ရှာရပါတော့တယ်။နောက်ဆုံးတော့လှောက်ရှာနေတဲ့ခါကျုံးဆိုတဲ့တက်လက်ပိုင်းရွယ်မျိုးသားတယောက်နဲ့တွားတွေ့ခဲ့ပါတယ်။ခါကျုံးကလည်းအရင်ကတည်းကရောဘာစိတ်ချစ်တဲ့အလုပ်ကိုမကြာခဏလုပ်ဖူးတဲ့သူဆိုတော့အဆင်ပြေနေတာပါဒီတစ်ခါအလုပ်ကရောဘာချန်မှာပဲအိပ်ပြီးခြံဆောင်ပေးရမယ်ဆိုပေမဲ့ခါကျုံးကဘာမှဆက်စုမမေးတော့ပဲဥဖက်ပြောတဲ့အလုပ်အကြောင်းကိုငြိမ်ပြီးနားထောင်နေလိုက်ပါတယ်ဥဖက်ကပြောပြပါတယ်ဒီနေရာကတရေရန်ကျန်းတာနော်မင်းသိရဲ့လားဒါပေမဲ့တရေကငါ့ကိုတော့မချောက်ဘူးပေါ့တကယ်ကြောက်ရမှာကခိုးသားသမျှတွေကိုဒါတွေကပိုကြောက်ဖို့ကောင်းတယ်ရော့မင်းသားလေးကိုယူထားဥဖက်ကတာကရိုလို့ခေါ်တဲ့အဆောင်ဆွဲကြိုးလေးတစ်ခုကိုထုတ်ပေးလိုက်ပါတယ်ပြီးတော့ဒီချမ်းမနေရင်မင်းဒီဆွဲကြိုးကိုလည်းပြီးမှအမြဲတမ်းဆွဲထားရမယ်ဘယ်တော့မှမချွတ်ရဘူးလို့လည်းမှားလိုက်ပါတယ်တကယ်လို့မင်းအလုံးလုံးနေတခုခုမြင်ရတာတို့ကြားရတာတို့ရှိရင်ဘာမှအော်ဟင်းနှုတ်ဆက်တာမျိုးမလုပ်ပဲမမြင်ကြအောင်ဆောင်ပြီးကိုလိုကိုဆက်လုပ်ပါလို့လည်းသတိပေးလိုက်ပါသေးတယ်ပထမဆုံးညရဲ့မနက်3 နာရီလောက်ဘာဘာစေးချရမယ့်အချိန်ရောက်လာပါတယ်သူတို့နှစ်ယောက်လုံးခေါင်းမှာဓမီကိုစီတက်ပြီးမှောင်မဲနေတဲ့ရောဘာချန်ထဲကိုဝင်လာခဲ့ကြပါတယ်ခါကျုံးနဲ့ဦးဖတ်တို့ကရောဘာပင်တန်းတွေတလျှောက်တော်တော်ဝေးဝေးအထိလမ်းခွဲပြီးရောဘာချစ်ကြပါတယ်ကြည့်ရတာအလုပ်ပြီးဖို့ကို3 နာရီ4 နာရီလောက်ကြာမဲ့ပုံပါပဲရောဘာချန်ထဲကိုနက်နိုင်ရှိုင်ဝင်လာမိလေခါကျုံးတယောက်အဝေးကနေလူတယောက်လမ်းလျှောက်လာသလိုခြေတံတွေကိုစာပြီးကြားလာရပါတယ်အစားတုန်းကတော့ဦးဖတ်လာတာပဲဖြစ်မယ်လို့သူထင်လိုက်ပေမဲ့ဦးဖတ်ကသူ့ရှိတော်တော်ဝေးဝေးကိုရောက်နေပြီဆိုတာလှမ်းမြင်လိုက်ရပါတယ်ခြံထဲမှာတောချုံတွေကိုတိုးဝှေ့လာတဲ့အတန်တွေကတဖြည်းဖြည်းပိုကျလာပြီးသူနဲ့ပိုပြီးနီးကပ်လာသလိုပါပဲအဲဒီအချိန်မှာပဲခေါင်းပေါ်မှာတက်ထားတဲ့ဓာမီကရုတ်တရက်တခဲအားနေသွားပြီးဘာမှမမြင်ရတော့လောက်အောင်မှိန်ကျသွားပါတယ်ပြီးတော့လုံးဝကိုမီးကငြိမ်းသွားပါလေရောဟာဘာတူလဲကွာအင်ဂျင်ပါတဲ့လူတယောက်သူရှိကနေဖျက်လျှောက်သွားတာကိုခက်ရေးရေးလေးမြင်လိုက်ရပါတယ်လမ်းခေါ်တော့လည်းပြန်မထူးနဲ့ဘာတူလဲဆိုတာသိချင်လို့သူအနောက်ကနေကမန်းကနန်းလိုက်ကြည့်မိပါတယ်ဒါပေမဲ့ပေါင်ဝင်းချင်းကအရမ်းမှောင်နေတော့မျက်ခြေပြတ်သွားပြီးဘေးဘက်ဝဲရဘယ်နေရာပဲကြည့်ကြည့်ရောဘာပင်တွေကိုပဲတွေးနေရပါတယ်အဲဒီချိန်မှာပဲခေါင်းပေါ်ကဓာမီကပြန်လင်းလာပြီးဓာမီအလင်းအောင်ကြားနေတဲ့နေရာမှာသူ့အကြည့်တွေကရောက်သွားပါတယ်ခါကျုံးမျက်လုံးရှိမှမြင်လိုက်ရတာကဘောင်းမီနွမ်းနွမ်းကြီးဝစ်ထားတဲ့ခေါင်းပြတ်နေတဲ့အမျိုးသားတယောက်ဗျာအဲ့ဒီတရေကြီးရဲ့လက်တစ်ဖက်ကခေါင်းပြတ်နေတဲ့အမျိုးသားတယောက်ရဲ့ခေါင်းကိုဆွဲထားပြီးနောက်လက်တစ်ဖက်ကရှာကြီးထုတ်မျက်လုံးကြီးကျိုးနေတဲ့အဖွားကြီးတယောက်ရဲ့ခေါင်းပြတ်ကိုဆွဲထားတာအဲ့ဒါကိုမြင်လိုက်ရတဲ့ခါကျုံးတယောက်လိပ်ပြလွှင့်မတက်ကြောက်လန့်ပြီးခေါင်းမီတောက်ပြေးသွားပါလေရောလမ်းမှာလည်းပြုတ်ကျလိုက်ပြန်ထားလိုက်နဲ့နောက်ဆုံးဥဖက်စီကိုရောက်သွားပြီးဝင်တိုက်ပြီးတော့ဥဖက်ကသူ့ကိုလှန်ဖန်ထားလိုက်ပါတယ်ဟဲ့အောင်မင်းဘာဖြစ်တာလဲတရေလေဦးလေတရေကျွန်တော်တရေတွေးခဲ့တယ်ခါကျုံးခမကြောက်လုံးလုံးအတန်တွေတုံပြီးစကားတော့ကောင်းကောင်းပြန်မပြောနိုင်တော့ပါဘူးဥဖက်လည်းအချင်းလေးမကောင်းမှန်းသိတော့သူ့ကိုတဲတဲပြန်ခေါ်လာခဲ့လိုက်ပါတယ်ခါကျုံးတယောက်ကြောက်ပြေးပြီးဖြစ်ပျက်ခဲ့သမျှကိုပြန်ပြောနိုင်ဖို့နောက်တနေ့နဲ့မနက်ပိုင်းထိတောင်စောက်လိုက်ရပါတယ်ဖြစ်ချောင်းကိုစင်ပြောပြပြီးတော့ဥဖက်ကတူပေးထားတဲ့တာကရိုအဆောင်ဆွဲကြိုးပမာလဲလို့မေးလိုက်ပါတယ်ခါကျုံးကအဲ့ဒီညကအဆောင်ဆွဲဖို့မေးသွားတယ်လို့ပြောပြပါတယ်အေးလေဒါကြောင့်သူတို့ကမင်းနောက်ကိုလိုက်လာတာပေါ့ငါနဲ့အရင်လာတွေ့လို့တော်သေးတာပေါ့ကွာလို့ပြန်ပြောလိုက်ပါတယ်မင်းမနေ့ကမြင်ခဲ့တဲ့ခေါင်းပြတ်တရေဆိုတာတကယ်တော့လင်မယား2 ယောက်ကွာသူတို့ကငါးဖေလက်ထက်ခရဲကဒီချံကိုစောက်ခဲ့တဲ့အလုသမားလင်မယားတွေအသေးကြတော့ရောဘာဈေးခဲတွေကိုခိုးဖို့တခိုးတွေဝင်လာကြတယ်အဲ့လင်မယား2 ယောက်သွားကြည့်လိုက်တော့တခိုးတွေကဓာတ်နဲ့ခုတ်တက်လိုက်လို့လင်ကောမယားပါလေပင်ပြတ်ပြီးတေးသွားကြတာမိမဖြစ်သူရဲ့ခန္ဓာကိုယ်ကဘယ်ရောက်သွားလဲဆိုတာဘယ်သူမှမသိဘူးရှာလို့လည်းမတွေ့တော့ဘူးအဲ့အချိန်ကစပြီး
နေကောင်းရက်တာဆိုရင်လင်းဖြစ်သူကသူ့ခေါင်းနဲ့သူ့မိမခေါင်းကိုလက်ကဆွဲပြီးရောဘာချန်နဲ့လမ်းရှောင်းနေတာကိုလူတွေမြင်မြင်ရတက်လာတယ်အထူးသဖြင့်သူ့ချန်နဲ့ဝင်လာတဲ့တခိုးတွေကို6လမ်းကိုစောင့်နေတဲ့ပုံစံမျိုးပေါ့ကွာဥဖက်ရဲ့အဖေကဒီလင်များနှစ်ယောက်ဝင်းကြီးမကျွတ်လွတ်သေးတာကိုမြင်ပြီးဒီတိုင်းရောဘာချန်ကိုစောက်ရှောက်ခိုင်းထားရင်ကောင်းမယ်ဆိုပြီးတော့ဘာမှမလုပ်ပဲဒီတိုင်းနေခဲ့တာပါအဲ့ဒါကြောင့်ပဲသူတို့တွေတရေချောင်းမခံရအောင်အကာအကွယ်အနေနဲ့တာကရော့အဆောင်တွေသွားရှာဖွေပေးထားပြီးဒီလိုပဲအစင်ဆက်လောက်လာခဲ့ကြတာပါဥဖက်ကကြောက်စိတ်မပြေပဲဖျားချင်နေတဲ့ခါကျွန်းကိုဒီနေ့တော့အနားယူခိုင်းလိုက်ပါတယ်ဥဖက်ကတော့မြို့ထဲကစေကန်သွားပြပြီးညနေမှပြန်လာမယ်လို့မှားခဲ့ပါတယ်အဲ့ညမှာပဲခါကျွန်းတယောက်တည်းဥဖက်ပြန်လာကိုတဲပေါ်ကနေစောင့်နေတော့ရောဘာချန်တဲ့ကတိရွက်6တွေကိုနေပြီးလမ်းလျှောက်လာတဲ့ခြေတံကိုကြားလိုက်ရတော့ခါကျွန်းတယောက်မင်းညာကတွေ့ခဲ့တဲ့ခေါင်းပြက်တရေကိုတွားသတိရမိပြီးကြောက်နေခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ရောဘာချန်တဲ့ကိုတခိုးတယောက်တိတ်တဆိတ်ဝင်လာနေတာကိုသူမသိခဲ့ပါဘူးတခိုးကရောဘာဈေးကဲကိုခွာပြီးချင်းနှောင်းထဲကိုထည့်ကပြန်ရောင်းဖို့ကြံစီခဲ့တာတခိုးကအလောတကြီးလုံးနေရင်ရောဘာဈေးကဲတထုံးကအောက်ကိုပြုတ်ကျသွားပါတယ်တခိုးလည်းပြပြတလဲနဲ့ကုန်းပြီးစန်တဝါဝါလိုက်ရှာနေတာပါအဲဒီအချိန်မှာတခိုးရဲ့မျက်လုံးထောက်ကခြေထောက်တစ်ဖက်ကိုရုတ်တရက်တွေးလိုက်ရတော့လူမီသွားပြီဆိုပြီးလန့်သွားပါတယ်ဒါပေမဲ့ပေါ်ကြည့်လိုက်တဲ့အခါမှာတော့လက်ထဲမှာခေါင်းပြက်တစ်လုံးကိုဆွဲပြီးသူ့ကိုစိုက်ကြည့်နေတဲ့ခေါင်းပြက်တရေကြီးကိုတွေးလိုက်ရလို့အကြီးကျယ်ထိတ်လန့်သွားပါတယ်ရောဘာချန်နဲ့ကလူတယောက်အော်ဟစ်လိုက်တန်ကိုကြားတော့ခါကျုံးကတဲပေါ်ကနေပြေးဆင်းလာပါတယ်ဒါပေမဲ့ကြောက်နေတော့ခြံထဲကိုမဝင်ရဲပဲဖြစ်နေတော့ဥဖက်ကအတော်ပဲပြန်ရောက်လာတာနဲ့အချိုးအချောင်းကိုပြောပြလိုက်ပါတယ်ဥဖက်ကရောဘာချန်ထဲကိုချက်ချင်းပြေးဝင်သွားပြီးခါကျုံးကတော့ခဏလောက်တွေ့ဝင်နေပြီးမှနောက်ဆုံးဥဖက်နောက်ကိုလိုက်ဝင်သွားပါတယ်ဥဖက်နဲ့ခါကျုံးတော့အပြေရောက်လာကြပြီးသူတို့မြင်လိုက်ရတာကခေါင်းပြက်တရေကြီးကပါဇက်ကနေအမြုပ်တွေထွက်နေပြီးတေလူမျောပါဖြစ်နေတဲ့တခိုးရဲ့ရင်မပေါ်ကိုတန်တင်ထားတာပါဥဖက်ကလေဘင်းကတာကရော့အဆောင်ကိုဖြုတ်ပြီးတော့အဲ့ဒီတရေလင်များရှိမှမြောက်ပြလိုက်ပါတယ်တွားကြတော့မင်းတို့အခုရှင်တွားကြတော့တရေကြီးကဥဖက်ကိုမတွားကျင်တဲ့ပုံစံမျိုးနဲ့ကြည့်နေပေမဲ့ဥဖက်လက်ထဲကတာကရော့ကိုမြင်တော့တခိုးပေါ်ကနေဖယ်ပေးလိုက်ပါတယ်ပြီးတော့တဖြည်းဖြည်းနောက်ဆုတ်ပြီးရောဘာတောအုပ်ထဲကိုပျောက်ကွယ်သွားပါတယ်အိုင်ညာကဖြစ်ရဆိုကြီးကိုတီတီလေးလွှတ်မြောက်ခဲ့ပြီးတဲ့နောက်ကံကောင်းစွာနဲ့ပဲဝင်ခိုးတဲ့တခိုးကတော့အသက်မသေခဲ့ပါဘူးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပေမဲ့ရဲလက်ကိုအပ်ပြီးဥပဒေအရအရေးယူခြင်းခံလိုက်ရပါတယ်ခါကျုံးကတော့ဥဖက်ကိုနောက်ထပ်တစ်ရက်ပဲကူညီပေးနိုင်တော့မယ်လို့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ဟိုခေါင်းပြက်တည်းလင်များရဲ့ပုံရိပ်ကိုသူလုံးဝမေးပြောင်းလို့မရနိုင်တော့လို့ပါပဲနောက်ဆုံးတော့ဒီနေရာမှာဆက်နေရင်ကြောက်လုံးကိုယူသွားလိမ့်မယ်ဆိုပြီးအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဥဖက်ကလည်းသူ့ကိုဘာမှအပြစ်မဆိုရှာပါဘူးဘာလို့လဲဆိုတော့ဒါကပထမအဆုံးအချိန်မှမဟုတ်တာပြီးတော့အလုတ်သမားတွေဒီလိုပဲအလုတ်တော်နဲ့ထွက်ပြေးကြတာဒါနောက်ဆုံးအချိန်လည်းဖြစ်မှာမဟုတ်ဘူးလေဥဖက်ရဲ့ရောဘာချန်ကိုစောင့်ကြည့်နေတဲ့ခေါင်းမြက်တရေအကြောင်းကိုခါကျုံးကပြန်ပြောပြတော့အချို့ကလည်းယုံကြည်ကြသလိုအချို့ကလည်းပေါက်ကြောက်တွေပြောနေကြတယ်လို့ထင်ကြပါတယ်ဒါပေမဲ့တေချာတာတစ်ခုကတော့ဥဖက်ရဲ့ရောဘာချန်ကြီးကတော့အခုထက်ထိရောဘာစိတ်ချစ်ဖို့အလုတ်သမားတစ်တွေလိုက်ရှာနေတော့မှာပဲနောက်လာမယ့်အလုတ်သမားတွေဘာတွေဆက်ကြုံရမလဲဆိုတော့ဘယ်သူမှမသိနိုင်ကြပါဘူးမိတ်ဆွေတို့ရောဥဖက်ရဲ့ရောဘာချန်မှာသွားပြီးအလုပ်လုပ်ရဲကြလားအလုတ်သမားတစ်တွေရောခါကျုံးလိုပဲထွက်ပြေးမလားဆက်ပြီးတောက်ခိုင်နိုင်မလားဆိုတာကိုတော့တွေးကြည့်ကြပါဦးဒီတက်တရေဇလန်လေးကတော့ဒီမှာပြီးဆုံးသွားပြီဖြစ်ပါတယ်နောက်နေ့တွေမှာလည်းနေ့စဉ်ဗီဒီယိုတွေတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ KSI Story Animation Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်